တကားဝမှာရောက်နေတာကဇီဟန့်ဖြစ်နေပါတယ်။ရှောင်းကဘာမှမစင်စားပဲသူ့ကိုပါဒီအစီအစဉ်နဲ့ဆွဲသွင်းလိုက်ပါတယ်။သူတို့၃ယောက်လုံးပြပြတလဲဖြစ်နေကြပြီးအန်နီရယ်ကသူတို့စီချင်းကပ်လာနေမှလုံးဝသတိမထားမိခဲ့ကြဘူး။ခဏကြာမှပဲအတန်းပိုင်ဆရာမကရုတ်တရက်လျှောက်လာပြီးဇီဟန့်ကိုလေတံအေးနဲ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ဒီလိုမမျှော်လင့်ပဲထိတ်တိုက်တိုးမှုကြောင့်သူတို့အုပ်စုမှာလိပ်ပြလွင့်မတက်လန့်သွားကြတာပေါ့။သူတို့ရဲ့ပြာရခတ်မှုကိုဖုံးကွယ်ဖို့အသေးအတန်စူးစမ်းနေချိန်မှာလင်းချောင်ကတုတ်ပြန်မှုအမြန်ဆုံးပါပဲ။သူကအိတ်ကက်ထဲကနေပတ်စံတချို့ကိုချက်ချင်းထုတ်ဆရာမကိုလှမ်းပေးလိုက်ပြီးဒါကိုစင်ကြံလန်းမှာခုလေးတင်ကောက်ရတာလို့ပြောလိုက်ပါတယ်။ပြီးတော့ဘာမှမဖြစ်ခဲ့သလိုမျိုးအခန်းထဲကနေတီတီငိမ့်ငိမ့်ပဲထွက်သွားခဲ့တယ်။လင်းချောင်ရဲ့အကွက်ကိုမြင်တော့ရှောင်းနဲ့ဇီဟန်တို့ကလည်းလိုက်တူခိုးပြီးထွက်ပြေးဖို့ကြိုးစားကြတာပေါ့။ဒါပေမဲ့သူတို့ခြေလမ်းနှဲငယ်လှမ်းလိုက်ရုံရှိသေးအတန်းပိုင်ဆရာမကသူတို့ကိုတင်းမာတဲ့အတန်နဲ့လှမ်းခေါ်လိုက်ပါတယ်။ရလက်အနေနဲ့သူတို့၃ယောက်လုံးအတန်းကောင်းဆောင်ယာဒုကနေဖယ်ရှားခံရပြီးကွင်းကိုနှစ်ပတ်ပတ်ပြေးဖို့အဖြစ်ပေးခံလိုက်ရပါတယ်။အဖြစ်တန်ပြီးသွားတဲ့အခါမှာတော့ရှောင်းကအမောတကောနဲ့မြေပြင်ပေါ်မှာပဲလှဲချလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာလည်းသူ့အမေကသူ့ပုံစံကဖုံးတောင်းစားနဲ့မချဘူးဆိုပြီးလှောင်ပြောင်ပါသေးတယ်။ပိုဆိုးတာကသူ့အမေကလင်းချောင်တို့အိမ်ကိုပန်းသီးတချို့လက်ဆောင်သွားပေးဖို့သူ့ကိုအတင်းခိုင်းတာပါပဲ။အစပိုင်းမှာတော့ရှောင်းကမျက်နှာစူပုတ်ပြီးမသွားရဖို့အတနာခံခဲ့ပေမဲ့နောက်ဆုံးမှာတော့ပန်းသီးအိတ်ကိုမတင်ပြီးမတက်တာပဲထွက်လာခဲ့ရပါတော့တယ်